လက်ချတဲ့တန်ရောစံတွေနဲ့ဟိုတုန်းတွေကတို့နှစ်ယောက်လုံးမှာစိုက်သူတွေရှိပြီးသားပဲစားတွေကမဲမောင်ရင်ပြီးတော့ပေါ့ချစ်ရဲ့အခုတော့တို့ချစ်တွေခိုင်မှာတွေ့နေပါဘုဆောင်ရည်ပြောင်းနေတဲ့လူပဲမပြောင်းလဲဖို့စဉ်းစားရတဲ့တနာတွေဘလို့လဲပြောခွဲဖြည်းဖြည်းနဲ့ဝေးရမှာစိုးထိတ်မိတယ်နောက်ဆုံးဖို့ခဲတော့မှဝေဒနာ